အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနီးဆက်လက်လေးပေါ့နော်ခူးပြီးရောဂျင်းအမတွေတော့ပေါ့နော်ဆက်လက်တုပ်ဆောင်မှာဖြစ်ပါတယ်ဒါကတော့အနီးဒီလောက်ပဲထားလို့ရတယ်သူ့နဲ့လည်းထပ်ထားလို့ရတယ်ပေါ့နော်ဒီလောက်ပဲထားပြီးအနီးခူးတော့မှာမလို့လောက်နဲ့ပဲလိုက်ပါတော့မယ်ရှင်နောက်ပြီးတော့အနီးကလေဒီရမဲဆိုရင်ဒီဝလနာချင်းလေးပေါ့နော်ဒီဝလနာချင်းလေးမှာစိုက်ရတာဖြစ်တဲ့အတွက်နေရလည်းအများကြီးမရဘူးပေါ့နော်နှစ်ပုံသုံးပုံလောက်ပဲစိုက်ထားတယ်ဒါပေမဲ့နှစ်ပုံရှင်နဲ့နှစ်ပုံကတော့ကြီးရပေါ့နော်တစ်ပုံကတော့အရွယ်မတူဘဲနဲ့တက်ထားတယ်တပုံကဂျီယမရတဲ့ဆက်လက်တုပ်စားမယ်တပုံကတော့အိမ်မှာ9ကင်တို့ဘာလို့စားမယ်ပေါ့နော်အဲ့လိုရွေထားတယ်ဒါပေမဲ့ဒီနေ့ကတော့ဂျီယမရအတွက်ဆက်လက်တုပ်စားမှာမို့လို့ခုလိုက်ပါမယ်ရှင်နောက်ပြီးတော့အခုပုံထဲမှာပြထားတဲ့အတိုင်းဆက်လက်တွေကိုအမြင့်ချိုးမယ်ချိုးပြီးတော့ဒီကော်ကွက်အဖြူလေးတွေပေါ့နော်အဲ့ဒီဟာလေးကပြတ်သုံးရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြန်သိမ်းထားမယ်နောက်ထပ်ဆိုင်ဖို့ပေါ့နော်သူကတစ်ခါဝယ်ပြီးဆိုလို့ရှိရင်တော့ထပ်ဆိုင်လို့ရပြီပေါ့နော်အရင်ကြီးကတော့ပထမတစ်ခေါက်မှာတော့အများကြီးဝယ်ရတယ်ပေါ့နော်နောက်ပိုင်းနေကြရင်တော့မျိုးစိလေးဝယ်ပြီးတော့အရင်သက်ဆက်လို့ရပါပြီပေါ့နော်နောက်ဆက်လက်တွေကအရွယ်စားတော့မတူဘူးပေါ့နော်တချို့ဟာတွေကကြီးတယ်တချို့ဟာတွေကသေးတယ်အနေကဝနနာဘက်မှာကျတော့နေအရန်ပူတယ်ပေါ့နော်နေပူတော့ရှေ့ပေါ့နော်အဲ့လိုအေးတက်ပေးအောင်ခဏလှုပ်ပေးရတယ်နေပူတယ်ဆိုရင်ပေါ့နော်ဒါပေမဲ့အနေကအဲ့လိုမလုပ်ပေးနိုင်တဲ့အတွက်ကြောင့်တချို့ဟာလေးရတော့ကြီးတယ်တချို့ဟာလေးရသေးတယ်ပေါ့နော်ဒါပေမဲ့စားတဲ့အခါကျတော့ဒီဆက်လက်လေးကအရန်ကိုနူးညံ့ပါတယ်ပုံမှန်အနီတို့စားနေကြဆက်လက်ထက်ကိုသူကအများကြီးနူးညံ့ပါတယ်ပြီးရတဲ့ဆက်လက်လေးတွေကိုရေးဆေးပြီးတော့ချင်းကိုယူသွားပါမယ်ချင်းရောက်တော့ဒီရှယ်ကနေပြီးတော့ဆက်လက်တုပ်ကျွေးတော့မှာဖြစ်ပါတယ်ဆက်လက်တွေကိုနည်းနည်းကြီးလေးကိုက်လိုက်မှာပေါ့နော်ပြီးရတဲ့လိရတဲ့ပြောင်းမှုလေးကိုထည့်မယ်နောက်ပြီးတော့ဒီထောပတ်တီထည့်မယ်ပေါ့နော်ချစ်ထားတဲ့မလာဦးနီလေးကိုထည့်မယ်ပြီးတော့ဆက်လက်တုပ်ဖို့အတွက်ဒီငါဆော့ပေါ့နော်ဆက်လက်တုပ်ဖို့ထည့်မယ်ဆော့လေးပေါ့နော်အဲ့ဆော့လေးထည့်မယ်ပြီးတော့မယောနီလေးထည့်မယ်ပေါ့နော်ဆက်လက်မယောနီအဲ့ဒါပြီးရတဲ့သူတို့အကုန်လုံးကိုတမအောင်မွေရပါမယ်တမအောင်မွေပြီးရတဲ့ဆိုရင်စားလို့ရပါပြီရှင်ကျမချင်းရောက်တော့ဒီချေကအနီတို့ကိုဆက်လက်တုပ်ကြွပါတယ်လီလာတဲ့ပြောင်းမှုလေးထည့်မယ်ထောပတ်သီးလေးနဲ့ထည့်မယ်ပြီးတော့မော်လာဥနီပေါ့နော်ဥနီချစ်ထားတာလေးထည့်မယ်ပြီးရနဲ့ဒီဆော့ပေါ့နော်ဒါလေးရောမခေါ်တတ်ဘူးအသီးဆုံးဒီမှာတုပ်စားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးထည့်မယ်ပြီးရနဲ့မယောနီပေါ့နော်ဆက်လက်တုပ်စားတဲ့မယောနီလေးအနေငယ်ထည့်ပြီးတော့အနေငယ်ထည့်ပြီးတော့သူ့တမအောင်မွေလို့ရတယ်ပေါ့နော်တမအောင်မွေမယ်မွေပြီးရနဲ့ဆောင်းရပါပြီအရန်ကိုဆက်ကောင်းတဲ့ဆက်လက်တုပ်တွေပေါ့နော်ပြီးရနဲ့အချင်းဆော့ပြီးတော့ဒီနေ့တနေ့တာအတွက်ပြီးပါပြီရှင်